အားဖြင့်ခရီးသွားခြင်းဟာအကောင်းဆုံးစာဖတ်ခြင်းပဲကျွန်တော်မြန်မာတွေကပတ်ဆိုင်ရရင်ဘာလုပ်တော့ရွှေဝယ်ပြီးရွှေစုတယ်ရွှေအနေများပြိုင်တယ်လက်ကောက်ကြီးနဲ့လမ်းထွက်ရှောင်မှာဒါပဲဒီနေ့ကဘာပေါ်မှာအနောက်ဥရောပရဲ့လွှမ်းမိုးခြင်းကိုတစ်ကမ္ဘာလုံးခံလိုက်ရပြီဒီကဘာကြီးမပြတ်သေးတဲ့၍ကျွန်တော်တို့ဒီကဘာကြီးဟာအင်္ဂလိပ်အုပ်ချုပ်တဲ့ကဘာကြီးဖြစ်သွားပြီဒါညင်းလို့မရတော့အင်္ဂလိပ်စကားပဲပြောနေကြအောင်ပါတကဘာလုံးအင်္ဂလိပ်စကားလုံးသုံးနေကြတယ်အဲ့လိုဖြစ်တာဘာကြောင့်လဲဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း900ဝန်းကျင်ကအနောက်ဥရောပလူတွေခရီးတအားသွားတယ်ကဘာကြီးလုံးသလားပြားသလားကိုညင်းတယ်အလုံးအပြားညင်းနေမယုံမှုกว่าဆိုခရီးထွက်ကြည့်တယ်ဒီနေရာပြန်ရောက်တဲ့ကဘာကြီးလုံးနေပေါ့သွားရင်းနဲ့ကဘာကြီးအကြောင်းသိလာတယ်ပထဝီပညာရထွန်းကားလာတယ်ခရီးသွားခြင်းနဲ့ဒေသန္တရဘုဒ္ဓတွေကျွယ်ဝလာတယ်သူတို့လူမျိုးတွေကသူတို့ရဲ့အားနည်းချက်ကိုသိတယ်လို့သူတို့အားသာချက်လည်းသိလာတယ်သူတို့ရောက်တဲ့ဒေသရဲ့တရားဇာတာတွေယဉ်ကျေးမှုတွေကိုယ့်ရဲ့စီကံနှိမ့်သလားမြင့်သလားတွေလိုကြည့်ပြီးကျွံပြတဲ့ colonization ဖြစ်လာတယ်ဒီလိုနဲ့ကျွန်တော်တို့ကဘာကြီးကဥရောပအောက်ကိုရောက်သွားတာဗျာသူတို့ခရီးသွားတယ်ကျွန်တော်တို့ခရီးမသွားဘူးရှမ်းရုံမှာဆရာမကြီးရှိပါတယ်ဆရာမကြီးကခရီးသွားဘူးတယ်လေနိုင်ငံတကာခရီးအတွေ့အကြုံတွေရှိတယ်နိုင်ငံတကာအကြောင်းမှာနေဘူးတယ်နိုင်ငံတကာမှာစိတ်ကူဘူးတယ်သူခရီးသွားတဲ့အတွက်ဒီအတွေ့အခေါ်လို့အသိဉာဏ်နေကြတာလေလို့ management power တက်လာတာလေကျွန်တော်တို့ရှိမှာခရီးသွားတာကိုတစ်ချက်ပြင်းတယ်နောက်ပြီးနိုင်ငံတိုင်းမှာကြည်လိုက်ကဲဆိုပါစို့ဗျာကျွန်တော်ဒီရှိုင်းအုပ်ကုမ္ပဏီမှာ leader တယောက်ခန့်လိုက်ပြီအဲ့ဒီ leader ကအဝေးမရောက်ဘူးပဲနဲ့ဥပမာမန္တလေးမြို့မှာရှိတဲ့ leaders ကမန္တလေးမှာပဲနေဘူးရင်သူ့ရဲ့ member state သူဘယ်လိုစီမံခန့်ခွဲမလဲဗမာတပြည်လုံးရောက်ဘူးတဲ့ဆိုရင်တော်တော်လေးမကျူအားဖြစ်လာမယ်ရင်းချက်လာနိုင်ငံတကာအတွေ့အကြုံရှိရင်ပိုတောင်မှစီမံခန့်ခွဲမှုတွေကောင်းလာအောင်မယ်နိုင်ငံတကာကြောင်းနေဘူးရင်ပိုတောင်ကောင်းအောင်မယ်အခုကျွန်တော်မြန်မာတွေကျွန်တော်တိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာဘာလဲဆိုတော့လူကိုလူလို့မထင်တဲ့ပြဿနာဗျကျွန်တော်ရှိမှလေကိုပဲလူထင်တာနှာခေါင်းချုံဆိုလူမထင်ဘူးတွေးကြည့်တော့အသားမဲဆိုလူမထင်ဘူးနေကြတော့လူမထင်ဘူးကျွန်တော်တို့ကတက္ကသိုလ်ကျောင်းသွားတက်ကြည့်ကျွန်တော်တပည့်တွေနိုင်ငံခြားကျောင်းသွားတက်ရတာရှိတယ်သူတို့ရဲ့နိုင်ငံခြားတက္ကသိုလ်ရအောင်ချင်းပထမဆုံးအတွေ့အကြုံကတော့အခန်းတစ်ခန်းထဲမှာလူ9ယောက်6အောင်နေရတာပဲညအိတ်ကလေးကပြဿနာတက်တာကျွန်တော်ဗမာတွေကအရှေ့ဘက်ကိုမြောက်ဘက်ကိုတောင်ဘက်ကိုခေါင်းပြူအိတ်ချင်တယ်သူတို့ကအနောက်ဘက်အမျိုးမျိုးဗျတယောက်ကဇောက်ထိုးတယောက်ကအတက်တယောက်ကကန့်လန့်ဘယ်သူမှန်တော့အကုန်မှန်တယ်ဗျအကုန်မှန်တယ်ကျွန်တော်တို့ဖယားကိုဘယ်လိုကြတော့လက်အောက်ချီပြီးစောင်းကြောင်တိုင်ကြတော့မယုံရင်ဗုဒ္ဓဂါယာသွားကြည့်တိရိလင်္ကာကြဖယားဘယ်လိုကြတော့ခြေစင်းပြီးကြတော့တာဖယားရှင်ဘက်ကိုခြေစင်းပြီးလို့ကြတော့တာကျွန်တော်ရဟန်းခံမှုတော့အဲ့ဒီမှာဗုဒ္ဓဂါယာမှာတိရိလင်္ကာကိုတော့ပြောတာမင်းတို့ကဖယားကိုမလေးစားဘူး6ကြီးစင်းတာဆိုတော့မင်းလည်းဘာတူလဲဖယားကိုချီးရုပ်ပြီးကြတော့တဲ့ဥစ္စာလေကျွန်တော်တို့မှန်တယ်ထင်တာလေအော်လောကကြီးမှာအမှန်ဆိုတာအမျိုးမျိုးရှိပါလားဆိုတာသိလာတာကျွန်တော်တပည့်မာတွေနိုင်ငံခြားသွားတယ်ပထမဆုံးတစ်ပတ်လောက်ကတော့အဲ့တဲ့အခါမှာခေါင်းပြူတာကျွန်တော်ကလက်အုပ်ချီတာအယိုသေးပေးတာဒီလိုလည်းဖြစ်ချင်းဖြစ်မယ်ဒီလိုလည်းဖြစ်ချင်းဖြစ်မယ်ဖရားကြတော့လားအမျိုးမျိုးပေါ့ဗျာအကုန်အတူတူပဲလို့ယုံလိုက်ပါကိုယ်ယုံကြည်မှုနဲ့ကိုပေါ့ language တွေပေါ့သူ့အတာကိုအတာနားမလဲဘူးအင်္ဂလိပ်စာကိုလေယူလေသိန်းတယောက်မတူဘူးအကုန်မှန်တယ်ငါရဲ့ pronunciation ကောင်းတယ်မင်း pronunciation မင်း essence ကမကောင်းဘူးဒါတွေလည်းပြောလို့အကုန်အတူတူပဲဗျတပတ်လောက်လဲနေရောအားလုံးကိုလူစင်လေးပေါ်မှာကိုယ်နိုင်ငံကိုယ်ဒေသအကြောင်းပြောကြရတယ်ကိုယ် language တဲ့ကိုပေါ့ကိုယ်မပြီးမသားစကားသံနဲ့အောက်ကကြီးကြမောကြပြီးကိုယ်ဒေသဆိုင်ယဉ်ကျေးမှုတွေကပြရတယ်ကျွန်တော်တို့ကဒီလိုကတာမှကတယ်ထင်တာလေဟုတ်ပြီလားအခုကိုရီးယားဖြစ်နေတဲ့မြင်းစည်းတဲ့အကာလဲကတာပဲလေဗျာဟာအကဆိုတာခန္ဓာကိုယ်လှုပ်ရှားတာပါလားခေါင်းကားခြေလက်မပါလဲလှုပ်ရှားမှုဟာ dance ပါလားလို့လက်ခံသွားပြီကျွန်တော်တို့ကအခုလက်သက်မခံနိုင်သေးဘူးကျွန်တော်တို့ကတွေးကြည့်ဗျအဲ့ဒီလိုနဲ့ရင်းနှီးသွားတာဗျတလားလောက်ရင်းနှီးပြီဆိုတဲ့အခါနောက်တစ်လောက်နေတော့သူတို့ဒီမှာရှိတဲ့လူတွေအားလုံးရေကူးတင်ရတာဗျဟိုဘက်ရေကူးကမှာယောက်ျားလေးတွေဒီဘက်ရေကူးကမှာမိန်းကလေးတွေယောက်ျားလေးတွေရေကူးရင်ဘယ်လိုဝတ်ကူမလဲအမျိုးသမီးတွေသိပါတယ်စီရီပေါင်းမီနဲ့ကူရမှာလေအမျိုးသမီးတွေလည်းဗျာ2 pieces ပေါ့သူခန္ဓာကိုယ်ခန္ဓာကိုမြင်ကြရတာကျွန်တော်တို့ကဒါကိုမရင်ကျေးဘူးရှက်တယ်ထင်တာသူတို့ရိုးတော့အောင်လှုပ်လိုက်တာအစရှက်တာပေါ့ဗမာလေးဆိုတော့နောက်ကျတော့အားလုံးရင်ပါတော့လူဟာလူပဲ
ဒီလိုဖွဲ့စည်းပုံမဲ့တိတ်ထူးဆန်းနာမှမဟုတ်တာရှင်းချက်သွားထားတော့ခရီးသွားခြင်းဟာအကောင်းဆုံးစာဖတ်ခြင်းပဲနိုင်ငံတကာအကြောင်းနေဘူးရင်အကောင်းဆုံးပဲဗျဒီမှာဆရာမကြီးတို့ဥဆောင်နိုင်တာနိုင်ငံတကာအတွေ့အကြုံရှိကျွန်တော်မြန်မာဘောလုံးအသင်းတစ်ချိန်လုံးကရှမ်းတောက်ခဲ့တယ်အဲ့ဒီခေတ်တုန်းကမြန်မာဘောလုံးအသင်းရဲ့မန်နေဂျာတွေနိုင်ငံသားတွေဗျတွေ့ကြည့်ကျွန်တော်ရှိမှာနိုင်ငံခြားမရောက်ဘူးတဲ့သူတွေတိုင်းပြည်ပြန်ဥဆောင်ကြကိုယ်နိုင်ငံပြည်တွင်းထဲကနေပြီးဘွဲရကိုယ်နိုင်ငံဘွဲ PhD ပါရတယ်ဒီထဲပဲပြီးတော့ကိုယ်နိုင်ငံထဲမှာပဲပြန်ပြီးကိုယ်နိုင်ငံတာဝန်ထမ်းတော့အများကြီးမတိုးတက်နိုင်ဘူးနိုင်ငံတကာအတွေ့အကြုံမရှိလို့လိုရင်းပြောကြပါစို့ကမ္ဘာနိုင်ငံခေါင်းဆောင်တိုင်းနီးပါးနိုင်ငံသားတက္ကသိုလ်တက်ဖူးတဲ့သူတွေကြီးပဲနီးပါးလို့ပြောတယ်နော်နီးပါးလို့ပြောတယ်နေဘူးရင်ပိုကောင်းတာပေါ့ဒါကြောင့်ပြောချင်တာတော့အကောင်းဆုံးစာဖတ်နေရခီးသွားပါတတ်နိုင်ကိုလင်ကိုပြားသွားကြဒါမှတယောက်တယောက်ကျင်နာချင်းချစ်ခင်ချင်းယူရချင်းတတ်နိုင်မိသားစုနဲ့သွားပါတတ်နိုင်ကိုသမီးကိုတယောက်တည်းလွတ်ကြည့်ပါသူက